မကောင်းတဲ့ဘက်ကိုတိုက်တွန်းတတ်တဲ့အပေါင်းအသင်းမိတ်ဆွေတတိထားဖို့လိုအပ်တယ်ပေါ့မကောင်းတဲ့ဘက်ကိုတိုက်တွန်းတတ်တဲ့ပုဂ္ဂိုလ်တွေအဲ့ဒီတိုက်တွန်းတတ်တဲ့ပုဂ္ဂိုလ်တွေရဲ့အမှုအကျင့်အတိုင်းကိုယ်ကလုံးပြီးသွားပြီဆိုရင်မကောင်းတဲ့အလုပ်လုံးပြီးသွားခဏခေတ်မှာတချို့ကအပေါင်းနဲ့အသင်းနဲ့အလုပ်ကိုင်လုပ်ရတယ်ဆိုတာသူတောက်ရင်ကိုတောက်မှဖြစ်တယ်လူရမဝင်ဘူးလို့ထင်တယ်နော်မတောက်ပဲနေရင်တောက်မှပဲကိုကလူညံ့လို့ကိုစိတ်ထဲထင်သွားတာမျိုးတွေဖြစ်တယ်အေးတောက်တဲ့စားတဲ့ကြားတဲ့ရောက်တယ်လေကိုလည်းတောက်မှခစ်မိတယ်လို့ထင်ပြီးတော့အဲ့လိုနေဒါလွယ်မှားတဲ့အတွေးတွေဒါလည်းဖြစ်တယ်ပေါ့တောက်ချင်းကြောင့်ဖြစ်ပေါ်လာတဲ့အကျိုးကဘာလဲဖြစ်ပေါ်လာတဲ့ဆိုးကျိုးကဘာလဲကိုကသိဖို့လိုတယ်ပေါ့